Hello ဖိဖိပါဒီနေ့ကတော့ဖိဖိရဲ့ outfit day blog လေးပါမနက်ကနောက်ကျနေရတဲ့လိုရှင်းမလင်ခဲ့ရလို့ရုံးရောက်မှပဲလင်ရပါတယ်မနက်စာစားဖို့လာဝယ်တာပါဒီဆိုင်လေးကဘိုကလေးစစ်ကမုံမွေရဲ့ဘေးမှာရှိပါတယ်။အုံနှုတ်ခောက်ဆွဲမွေးကအဆုံရပြီးတော့ဖိဖိကတော့အဲ့ဒီဆိုင်ကအုံနှုတ်ခောက်ဆွဲကိုရမ်းကြိုက်ပါတယ်။ဒီနေ့ကတော့နည်းနည်းလေးအလုပ်များပါတယ်။နေ့လယ်စာကို2 နာရီထိုးကန်နေလောက်မှစားဖြစ်ပါတယ်။နေ့လယ်စာအတွက်ကတော့ကြက်သားပြုတ်ကျော်ထည့်လာပါတယ်။ကော်ဖီကျော်ကတော့ကတ်စားတာပါဒီနေ့3 နာရီဆင်းရမှာဆိုတော့အလုပ်ကလေးတွေလက်စားတက်နေတာပါရှုံးစင်းပါပြီအိမ်ပြန်มาတော့မယ်အဆုံးထိကြည့်ပြီးလို့ကျေးဇူးပါ